Hey guys, welcome to my channel. ဒီနေ့ချက်စားဖြစ်တဲ့ဟင်းလျာလေးကတော့အမှုချင်းဆက်ဟင်းမဲ့ဖြစ်ပါတယ်။အရင်ဆုံးအမှုမှာပါတဲ့အမြင့်လေးတွေကိုလှီးထုတ်လိုက်ပါမယ်။အမြင့်လေးတွေကိုလှီးထုတ်ပြီးသွားလို့ရှိရင်တလာချင်းလျှားလိုက်လေးပြီးတော့လှီးပါမယ်။ကဲလှီးပြီးလို့ရှိရင်အမှုလေးတွေကိုနည်းနည်းချင်းစီနှွှေပါမယ်။အဲ့ဒါမှအနေတော်လေးဖြစ်ပါပေါ့နော်။နောက်ပြီးတော့ခန်းကျင်လေးလိုမယ်ခန်းကျင်လေးကိုတော့ထုံးစံတိုင်းချမ်းမဲ့ပြီးရင်လေးစလိုက်ပါမယ်။ကဲအခုအမှုချုပ်မှုကစဉ်းကြပါပြီ။အမှုလေးရဲ့ခရမ်းချင်းလေးရဲ့ငငပြီးအနေနဲ့ငယ်ပြီးစိမ့်လေးလိုပါမယ်နော်။နောက်ပြီးတော့စသွန်လေးတစ်လုံးလေးလိုပါတယ်။ဒီတော့စသွန်လေးကိုစစ်တက်ပါမယ်။စသွန်လေးစစ်တက်ပြီးရင်ခရမ်းချင်းလေးထည့်ပါမယ်။ခရမ်းချင်းလေးကိုအနည်းရတဲ့ထိနှိုးပေးရပါမယ်။ကျင်သေးရနည်းနည်းလေးသွားလို့ဆိုရင်မြင်းကပိအနည်းငယ်ထည့်ပါမယ်။ငွေသီးစိမ်းအနည်းငယ်ထည့်ပါမယ်။ကိုကအဆက်ကြိုင်မရလေးထည့်ပါတော့ငွေသီးစိမ်းလေးရတယ်။ငွေသီးစိမ်းတွေအရောင်မနှိုင်းခင်မှာမှုလေးကိုထည့်ပါမယ်။အမိုးလေးတွေထည့်ပြီးဆိုရင်တော့ရေလေးနဲ့ထည့်ပါမယ်။အဲ့ဒါမိုးလေးထည့်ပြီးဆိုရင်တော့အဲ့ဒါလေးမြည်စီပြီးစားလို့ရပါပြီ။ဆုံးထိတ िश ပေးရတဲ့အားလုံးကျေးဇူးတင်ပါတယ်။နောက်ပြီးတော့မထပ်ကြပါမယ်နော်။ Bye bye